this road of mine, this road that I'll go home. So am I wrong for thinking that we could be something for real? No, am I wrong for trying to reach the things that I can't see? အယူဆိုလက်ခေတ်ထဲကိုအင်ကြီးတွေထည့်ရပါတော့အင်ကြီးတွေထည့်ပြီးတော့မနေ့စောကြီးထပြီးဒီကားပွဲမှာပဲ breakfast စားရပါတယ်ကားနမီကတော့မိဘကိုလားမသိဘူးအဲ့ဒါ VIP မှလို့တော်တော်လေးကိုမှအဆင်ပြေပါတယ်တော်တော်လေးတန်ပါတယ်ခရနာစားထွက်တာ8နာရီဆိုတော့ဟိုကို2နာရီလောက်ခံမှန်းပြီးတော့ရောက်မယ်ထင်နေပေါ့နော်ဒါကတော့ကားဘလောက်တန်လဲဆိုတော့ခရနာရိုက်ပြနေရပဲဖြစ်ပါတယ်ကားရိုက်ကတော့ကြိုက်ထုံမှာနာပြီးလက်စားပါတယ်သူတို့နာပြီးရဲ့ဆိုင်ကစားလို့လဲကောင်းပြီးတော့မြန်လေးမြတ်ပါတယ်ဖန်ကားရောက်ခန့်နေဆိုရင်တော့မှတော်တော်မှလာရဲပေါ့နော်ခရနာတို့ဒီဇွဲကပိမြေမှာကျူဆိုပါရေးဆိုတဲ့ဆိုင်မှုရဲ့အနောက်ကကြောင်ကြီးကိုကြော်ပြီးတော့ကားပွေးထိလိုက်သွားပါတယ်ကိုပိုက်ကားမပါတဲ့သူတွေဆိုလို့ရှိရင်ကားပွေးနားမှာဟိုတယ်တွေရှိတဲ့အတွက်ကြောင့်တော်တော်မှအဆင်ပြေပါတယ်ဒီတောင်ကြီးကတော်တော်မှလာရဲပေါ့နော်ခရနာဒီကားပွေးမှာဆင်းလဲဆင်းပြီးရောခရနာအရင်ဦးဆုံးပေါ့နော်ဒီအမရာဖန်ဆိုတဲ့ဟိုတယ်လေးမှာအရင်ဦးဆုံးတယ်ဒီဟိုတယ်ကပေါ့နော်အရန်လက်စင်းမများဘူးတော်တော်မှအခန်းလေးကျပါတယ်ကားပွေးနဲ့လည်းနီးရဲဆိုတော့ပေါ့နော်လမ်းလျှောက်ရုံနဲ့လည်းရောက်ပါတယ်အခန်းကအရန်ကျတဲ့အပြေကမှတခန်းကိုအဲကိုနှလုံးနဲ့သူ့မှာသုံးမိထားတဲ့ဒီ furniture တွေ accessory ရလောက luxury စံပြီးတော့တော်တော်မှမိုက်ပါတယ်ခရနာတို့မနက်အိယာထားလိုက်တာနဲ့ပေါ့နော်ဘေးကနေတောင်တွေကိုမြင်ရတဲ့အဖြူလေးကဘယ်ဟာနဲ့မှလဲလို့မရပါဘူးသူ့ရဲ့အခန်းကတော်တော်မှမိုက်ပြီးတော်ကျဲပါတယ်ရန်ကုန်ကဟိုတယ်ကြီးထက်တော်တော်မှ2ဆလောက်ကျဲပါတယ်ဒီဟိုတယ်ရဲ့ပေါ်ချက်မှာ rooftop bar ရှိရဲဆိုတွေကတော်တော်မှမိုက်နေပြီပေါ့နော်သူ့ရဲ့ bedroom ထဲမှာသုံးထားတဲ့ accessory ကတော့ခရနာအရာအောင်မှ favorite ဖြစ်ပါတယ်ကဲညနေလေးရောက်ပြီဆိုတော့ခဏတော့ကန်းနာညာစိတ်ကိုတွားကြရအောင်ဒီမှာပေါ့နော်တက်လွေမြစ်ကြီးနဲ့အရန်မှလုံးဝအရန်မိုက်တယ်သူ့ပြူရလေပြီးတော့ဒီကန်းနာညာစီကစိုင်နေလေအရန်များပြီးတော့ပေါ့နော်ခဏတို့ဒီလက်ဆောင်ပစ္စည်းတွေဝယ်ဖို့ဆိုရင်တော့မှဒီမှာပဲဝယ်လို့ရတယ်ပေါ့နော်ဒီမှာစိုင်လေးကိုခဏအကုန်လုံးရိုက်ပြပေးထားပါတယ်ခဏတို့ဒီမှာအများဆုံးတွေ့ရမှာကတော့ယူရီးယားနဲ့ပတ်သက်တဲ့မုတ်တွေပေါ့နော်ခရနာတို့ရန်ကုန်မှာစားရတဲ့ပေါ့နော်မျိုးတွေကမုတ်တွေထက်တီယူရီးယားလိုင်းနဲ့ပတ်သက်တဲ့မုတ်တွေကိုပို့ပြီးတော့တွေ့ရပါတယ်အေးရအစားပေါ့နော်ခရနာရန်ကုန်ကအေးနဲ့မတူလို့ခံစားရတယ်ပေါ့နော်ဈေးတွေကလည်းအရင်မကြည့်ရတဲ့အတွက်ကြောင့်ခရနာဒီကိုသွားဖို့ recommend ပေးပါတယ်ဒီမှာပေါ့နော်စီစေးတက်လို့တော့မသိဘူးအိုးဝေးဈေးလေးတွေကနည်းနည်းတော့ဈေးကြီးပါတယ်ဒါပေမဲ့တော်တော်တော့ဈေးကြီးရလို့ခရနာပြောချင်ပါတယ်ဒီပဲပြအစာတော်လာမသိဘူးခရနာစားတော့မစားဘူးဒါပေမဲ့ဝယ်ခဲ့ပါတယ်အကုန်ရိုက်ပြသမျှအကုန်ဝယ်ရဒီဖတ်ထုတ်ဆိုလို့ရှိရင်လေခရနာဆော့ကစီးဖူးစော့နေလုံးဝခရနာမစားဘူးဒါပေမဲ့သူဒီမှာရောင်းနေခရနာချက်တော့ချွမြင့်လေးတွေကတော့အရသာတိမ်မထိမိဘူးလို့ထင်ပါတယ်ဒီ double cheese ဆိုလေအရောင်မှာစိတ်ပြီးစားလို့ကောင်းနေဒီဟာလေးကတော့လုံးဝအရန်လာတဲ့ကန်းနာညာစီနေလေအရန်ကြီးရဲ့နေရာလေးပဲဖြစ်ပါတယ်သူ့ကိုသွားချိန်တော့ sneaker တွေနဲ့မသွားဘူးတော့ခုမှပေးရဘာလို့လဲဆိုတော့သူ့ရဲ့ဖုန်းကအရန်များပါတယ်ဒါတော့ခရနာမကုံဝင်နဲ့ဝယ်လာတာတွေပါခရနာအရှိမပြောခဲ့လို့ပဲဟိုတယ်အပေါ်ထက်မှာ rooftop bar ရှိရဲ့အတွက်ကြောင့်အဲ့မှာသွားပြီးတော့စားမယ်ပေါ့နော်ဒါလေးကတော့ခရနာကင်မရာစမ်းပြထားတာခဏလေးပါအဲ့မှာကော့တေးတွေလည်းအများကြီးရတယ်ပြီးတော့တချင်းအင်္ဂလိပ်နဲ့ rooftop bar ဖြစ်တဲ့အတွက်အပေါ်ဆုံးထပ်ကနေအရန်မှလီတဖြူးဖြူးနဲ့အရန်နေလို့ကောင်းပါတယ်ခဏရဲ့ပေါ်ချမှာခဏလေးထိုင်ပြီးတော့အောက်ကိုပြန်ဆင်းလာတယ်အောက်ကိုပြန်ဆင်းပြီးတော့ဓပုတ်နေပါရိုက်ရပေါ့နော်ဓပုတ်ရိုက်ပြီးတော့နှောင်းနေမနက်ကိုတက်ရောက်သွားပါတယ်ဒါတော့ဟိုတယ်ကကျွေးတဲ့ breakfast လေးပဲဖြစ်ပါတယ်ဒီ breakfast ကလည်းအချိန်မများဘူးဆိုပေမဲ့အနေတော်လောက်ပဲပေါ့နော်ဒါပေမဲ့သူ့ဟာနဲ့သူကတော့စားလို့တော်တော်ကောင်းခဲ့ပါတယ်ခုနဖတ်အမ်မှာရှောက်သွားတဲ့ vlog လေးကတော့ဖတ်2မှာတင်ပေးပါမယ်